တိုင်းသားတွေကတစ်ချောင်းလုံးပြောတာအစိုးရတစ်ချောင်းလုံးပြောတာအပြစ်ကရစီလို့ကျင်တယ်နော်အဲ့တော့ကျွန်တော်ကလည်းအပြစ်ကရစီထောက်ခံတယ်ဗျအဲ့ဒီကဘာလို့ဒေါ်စုပြောတာတနက်တွေပြည့်နေဘလို့ငင်းငိုင်းဆွေးနွေးရမယ်ဆိုတော့ကျွန်တော်လည်းသဘောတူတယ်သားဟုတ်သို့တော့ကျွန်တော်ဒေါ်စုနဲ့နည်းနည်းမတူတာဒေါ်စုကအပြစ်ကရစီကိုအပြစ်ကရစီပြောတယ်ကျွန်တော်အပြစ်ကရစီမဟုတ်အပြစ်ကရစီပြီးရင်နော်အပြစ်ကရစီပြီးရစီပြီးတက်တွေရွှေ့ရမယ်နော်တက်တွေခွာမယ်တက်တွေရင်ဆိုင်တာပြီးတော့လုပ်တယ်ညနေရေကျိုးစင်းလဲပြင်ပြင်ပါမယ်မဲလိုက်တွေလဲပြင်ပြင်ပါတမင်လဲလာပြင်ပြင်ပါတက်တွေခွာမယ်တက်တွေခွာပြီးတော့တနတ်တကားကိုမရှိမှတနတ်ပြစ်လဲမရတော့ဘူးမကြည့်အောင်အသာမတွေ့တော့မယ်လူမသိတော့ဒါအပြစ်ကရစီဒါအစိုးရလိုချင်တယ်အစိုးရလိုချင်တဲ့နေရာမှာနှစ်ပိုင်းကြီးတယ်တစ်ပိုင်းက तू ကနှစ်ပေါင်း60လောက်ဖြစ်ခဲ့တဲ့ပြည်သူစစ်ကြီးပြစ်ကရစီတယ်ဆိုသူတို့ popularity က publicity အများကြီးရပါအကြီးတယ်ရမှာနော်ဒါအပြင်ကိုဖြစ်နိုင်ရင်ဦးသိန်းစိန်တို့ကတော့ Nobel Prize nomination တို့ကတော့ရနိုင်တယ်ဟာဒါပထမဝင်သွားပြီ17ခုနှစ်တော့ဝင်ပြီနော်17ခုနှစ်မှာပြုတ်သွားတယ်17ခုနှစ်မှာကျတော့ဟိုက Nobel Peace Prize ကလူကပြောတယ်ဦးသိန်းစိန်ကိုဒီမှ nomination တော့ထည့်နိုင်သေးတယ်ဆိုတဲ့စကားတော့အဲ့ရကောပြောတယ်ဒီဟာအခုချိန်မဟုတ်သေးဘူး14ခုနှစ်မှာပြန်တွင်းကျင်နေအကြီးတယ်အဲ့တော့ဒါကိုတွန်းတယ်ဒါတစ်ဖက်အစိုးရဘက်ကတိုင်းသားတော့လက်မခံဘူးတိုင်းသားလက်ခံတာအမခါခံလို့လားနိုင်ငံရေးဆွေးနွေးပွဲကြီးလုပ်ပဲအဲ့ဆွေးနွေးပွဲကြီးအတွက်ကျင်းပနိုင်မယ်လုပ်နိုင်မယ်အမခါရင်ကျုပ်တို့ကိုလေးလုပ်ပြီးမယ်နော်ဒီအပြစ်ကရဲ့သဘောတူပဲဆိုတော့ခါကျတော့ညှိရောပြီးတော့လိုက်စာမှာကြည့်တဲ့ခါကျတော့တိုင်းသားသူတို့ဘက်ကလိုအပ်တဲ့ဘူပေါင်းကိုဘူပေါင်းနေရရတယ်73ကျက်လာမရဒါသိအရေးကြီးတယ်7ကျက်လာမရတယ်ဒါသိအရေးကြီးတာပြလားဒါပေမဲ့အစိုးရဒါမျိုးဆိုတာအန်တိုးနေပြီလို့လားနော်မလုပ်တယ်ရေရောတာဆိုတာချင်းမိုင်မှာသွားပြီးတော့ဒီလိုက်သားကုန်နေချင်းမိုင်မှာသွားလဲလို့ပေါ့ဒီကလူတွေခင်မောင်ဆွေတို့ကတော့ပါဝင်သာသာနူတို့ကတော့လို့လွှဲတယ်ဟိုလည်းကြောက်အစိုးရလေးသားတွေပဲပြောအကောင်းတယ်လို့ကတော့ကြောက်ပြောဟိုလည်းပြောရဲတယ်လဲသွားပါရေရောရတာအမြန်ဒိုင်လူချင်းပေါ်ရဒါလုံနေကြဒိုင်လူတော့ဘယ်လိုဖြစ်လာလဲဆိုတော့အဲ့ဒီကနေတစ်ဆယ်ဒီ n ဘာလဲဟိုတို့တွေမူအောင်ဟိုနေပေါ့ NCCB လက်နဲ့စီလာအဲ့ဒါလုတ်ပြအောင်နော်လုတ်တဲ့ခါကျတော့တို့တွေမှလုတ်တယ်ဒါချင်းမိုင်အောင်ဟိုပါလေဟိုလော်ကီလာမှလုတ်တယ်လော်ကီလာလုတ်တဲ့ခါကျတော့တိုင်းဆိုပချီကနေသဘောတူလိုက်တယ်အကုန်လုံးကသဘောတူရတယ်နော်ဒီဟိုရင်းကိုအကွန်မန်တီဟိုရင်းလူကြီးကိုသဘောတူတယ်ဆိုလို့တော့အဲ့ဒါကောင်းတယ်နော်ဘာလို့အပေါက်တန်းထားတယ်အပေါက်တန်းဆိုတာအောက်တန်းရင်ရိုးတန်းတန်းလာလား political advocacy မို့လက်လင်ချိုးတာပါလားလက်မင်းကျစ်တာပါလားစစ်တပ်ကဘယ်တော့လက်မင်းကျစ်လဲဘာလို့ကချင်မှာလဲဝမ်းကြီးမော်တို့ကတော့ဖောက်တာတပိုက်နော်နောက်တစ်ခါခုနပြောလို့ဘိုးလုံးကိုစောစိမှုတူတို့ကတော့ကိုယ်နဲ့သမနာဖိတ်ကိုလုံးတော့ကျွန်တော်မှာဘယ်တော့မှ energy ဆွဲအောင်စကားလည်းထဲမှာပြောတွေ့ဆုံစည်းလုံးလို့မရဘူးစကားကိုမအောင်ဟိုကြီးလေးဝိဇ္ဇာတောင်းတာတော့မရဘူးခါကချီကခါရပြပြီးတော့သမနာအိမ်မှာဒါတွေ့ပြီးလုပ်တာဆိုတော့အဲ့ဒီဟာကြီးကြေးရလားကျွန်တော်ဒါဆိုရင်ကျွန်တော်မှသိပြီးတော့ကောင်းပေါ့ဘာလို့ကချင်တိုင်းသားတွေရိုးဒနာသဘောတူတာဆိုရင်တော့ရိုးဒနာအပေါက်တန်းဆိုရင်တိုင်းသားတစ်ချောင်းလုံးနိုင်ငံရေးပဲလူလို့ချင်းမှုခဲတို့ဟာတွေပြောအမခံဘာလို့တာကျုပ်ချုပ်ဆိုရအတင်းလုံနေပါတိုင်းဆိုတော့အစိုးရလိုက်တဲ့သဘောတူတယ်လှုပ်ကြတယ်အခုဟာနော်အဲ့တော့ဒီပြဿနာရှိတယ်အဲ့တော့ဘာပဲပြောကျွန်တော်ကတော့ဒီလိုလုပ်တဲ့အတွက်ဟဲ့လားရိုးဒနာပေါ်စေနာကောင်းတဲ့သူလည်းအမြင်တော်ပေါက်လာတယ်သူလည်းအစိုးရဘက်ကပြောခွက်ကိုမြင်လို့သူတော့ပြန်နှိုက်တယ်အခွင့်အရေးကိုယူတယ်စုပ်ကိုင်တယ်ဆိုရင်ကောင်းတယ်နော်ဒါလမ်းပူရတဘောကြကြပေါ်ရသူကသူလည်းတဘောကြတယ်ကျွန်တော်ကလည်းသဘောတူတယ်တနပ်တန်ဒီစိတ်မာသာလေးညင်ညင်လောက်ရမှာသို့တော့အမခံခြင်းမရှိရပါဘူးညင်ညင်လောက်မယ်ဆိုတော့အမခံခြင်းပါတီလုံးလာဆွေးနွေးရမယ်ဆိုတော့အမခံခြင်းကြီးမာလာဒီပြည့်ခရဲ့ဈေးကသဘောတူအောင်မှလုပ်တယ်အခုကကျွန်တော်နောက်ခံနေရအခုကျွန်တော်ပြောတဲ့ဟာပေါ့ကျွန်တော်မသိပါဘူးနော်ကျွန်တော်ကြည့်လဲလာကြပါလေတိုင်းသားတွေလာဒါပေမဲ့ခုနပြောတိုင်းသားတွေသဘောတူတာတကယ်သဘောကအတိုင်းသဘောတူတာလားသဘောကကြတာနော်ဘယ်သူမှသူတို့လေဝိညစ်တာတို့လက်လိမ်ချိုးတာတို့မလုပ်ဘဲနဲ့သဘောတူတာကောင်းတယ်သဘောတူရတာကောင်းတယ်ဘာလို့ပြည့်ခရဲ့ဈေးကိုသဘောတူရင်ပြီးရင်ငြိမ်းချွနေမယ်ပေါ့နော်ငြိမ်းချမ်းရနိုင်တယ်ပေါ့ကောင်းပါလေသို့တော့သဘောကြတာမဟုတ်ဘဲနဲ့ခုနပြောလို့လက်တိုးတာ
လက်ထိုးတာလည်းတိတယ်မွန်တကားလေးလက်ထိုးတာနေတော့မဟုတ်နော်နောက်တော့နိုင်ငံရေးညှိနိုင်ငံရေးလေလိမှုကလည်းမန်ကြီးမောင်တို့ဆိုတဲ့ကောင်တွေတေးတာကြားရတယ်တွေ့လားမန်ကြီးမောင်ဆိုရင်ပုံတာကျိုးကိုနှစ်ပတ်သုံးပတ်ပြစ်ပြီးတော့သွားလိုက်တာဩတာကြီးတယ်လို့ဟုတ်လားဒီလိုဟာတွေကြီးတယ်အကုန်လုံးဆိုမတူစေဘောလို့ပေါ့လေတိုင်းပဲဆိုတာအကုန်လုံးကဖြစ်သွားတဲ့ခါကျတော့ကျွန်တော်ကသဘာဝကြကြပြောင်းလာပြီ realization ရလာတယ်ရွေးလာတယ်ဆိုရွေးကောင်းတယ်နိုင်ငံဆိုတာအသေးပဲလောက်ကြလို့နေရတယ်ညော်နေလို့ပေါ့တို့တော့သဘာဝကြတာကောင်းတယ်စစ်တပ်ကခက်တာစစ်တပ်ကအမြင်လားဆိုရေရောတယ်ဟလားလက်လိန်ချိုးတယ်လေပိညစ်တယ်လက်တိုးတယ်ဒါအမြင်လို့ကြီးကျွန်တော်ကဆိုရတယ်အဲ့တော့အခုဒီငင်းငိုင်းဆွေးနွေးပွဲနဲ့ပတ်သက်လို့ကျွန်တော်ကအခုဒီကွာပြောသူနောက်ဆုတ်တယ်လို့ရှင်းတိုးတယ်လို့ကျွန်တော်သိမသိဘူးကျွန်တော်ပြောတာရွေးတော့ရွေးတယ်နော်အရွေးပြောင်းကတော်တော်ကိုစမ်းစမ်းပြရွေးတယ်နောက်ကျုံးပြပြီးတော့ရွေးလာပါအဲ့ဒါတွေအကုန်လုံးကတဘာဝကြကြနေဟလားဒီအဂရိလိုက်သားမှုပေါ်ရနိုင်ငံရေးအဂရိကင်းကင်းနဲ့လုပ်တာဆိုရင်ကောင်းတယ်လို့ကျွန်တော်တင်တယ်နော်သို့တော့ပြောကြတော်တော်ခွင့်ကြကြားတွေတော့ခုနပြောတဲ့ဟလား process ကြီးအများကြီးကြီးတာအဲကျွန်တော်ကစိုးရိမ်တယ်အဲ့ဒါပေါ့